Hello အားလုံးပဲမင်္ဂလာပါကျွန်မက refugee နဲ့ရောက်လာတယ်2009ခုနှစ်မှာရောက်လာတယ်ပေါ့နော်2009ဆိုတော့2017လောက်ထင်တယ်2017ထင်တာပဲအဲ့ဒီအချိန်မှာကျွန်မဆူရှီလိတ်နေပြီအင်္ဂလိပ်စကားဆိုတော့လည်းဘာမှမသိတဲ့အချိန်ပေါ့နော်အခုလည်းဘာမှမသိပါဘူးဗမာစကားပြောရင်တော့ဟိုမြောက်ဒီမြောက်ဖြစ်တာမို့အင်္ဂလိပ်စကားပြောရင်လည်းဟိုမြောက်ဒီမြောက်ပဲဘာတစ်ခုမှတိတ်တက်တယ်ဆိုတာမရှိပါဘူးခုချိန်ထိပါပဲနော်ကျွန်မရဲ့အဖြစ်ပြတစ်ခုပြောပြမယ်ကျွန်မ public မှာ sushi လိမ့်နေတဲ့အချိန်မှာအဲ့ဒီ seafood manager ကကျွန်မဘေးနားမှာအမြဲတမ်းရှိတယ်သူကကျွန်မနဲ့အမြဲတမ်းစကားပြောတယ်သူပြောတဲ့စကားတွေကျွန်မနည်းနည်းပါနားလေတယ်ကျွန်မပြောတဲ့စကားဆိုသူတော့နားမလဲဘူးသူကတိတ်ကကျွန်မဘာပြောလဲဆိုတော့အကိုင်းတဲ့နင်ဘာကားစီးတာလေတဲ့အော်ကျွန်မ Honda Accord စီးတယ်လို့ဟုတ်လားတဲ့ that's your favorite car တဲ့သူကအဲ့လိုပြောတာမဟုတ်ပါဘူးလို့ကျွန်မရဲ့ favorite car ရှိတယ်လို့ so what is your favorite car ပေါ့နော်ကျွန်မ Mercedes လို့ပြောတာမြန်မာပြည်အထားနဲ့လေ Mercedes ဆိုMercedes what is that what kind of car is that I never heard that သူကအဲ့လိုပြောတာ Mercedes လေ Mercedes ဆိုကျွန်မစိတ်တူတူနဲ့အဲ့လိုပြောတာ no I don't know တဲ့အဲ့နဲ့ကျွန်မ Mercedes ဆိုအဲ့လိုပြောပလိုက်တာ Mercedes what is that အဲ့ဆိုငါသူဘေးနားစာရွက်ကိုယူပြီးတော့ဆွဲပြလိုက်တယ်ဆိုပြီးတော့ဒီလိုမျိုးဆွဲပြလိုက်တယ်ဒါလေးဒါဆိုပြီးတော့ကျွန်မအဲ့လိုပြောတာMercedes တဲ့သူပြောမှကျွန်မ Mercedes ကို Mercedes ဆိုတာမှသိတယ်နော် Mercedes တဲ့အမေရိကန်တွေကတကယ်လေးဟုတ်ပါတယ်အခုနောက်ပိုင်းသူများတွေEnglish လို့ကားတွေရဲ့နာမည်တွေပြောပြတယ်လေ Mercedes ဟုတ်ပါတယ်အဲ့ဒါနဲ့ဖြစ်ကျွန်တော်တို့နေတဲ့အိမ်ရဲ့ဘေးနားအဖွားရဲ့ခွေးလေးနာမည်ကလည်းမာစီဒီတဲ့အဲ့တော့နောက်ပိုင်းကျတော့မာစီဒီကိုတီးရိုက်လေအဲ့တော့အခွေးလေးကိုခေါ်တိုင်း Mercedes လို့ခေါ်တော့တာအဲ့တော့ပြောပြချင်တာအမေရိကရောက်တော့လေအင်္ဂလိပ်စကားကိုဘလူးကနေဘလူးပြောမှလည်းမသိဘူးနင်တို့တွေတော့ဘလူးနေတော့ကျမကတော့အခုချိန်ထိဘာအင်္ဂလိပ်စကားဆိုရင်ဘာမှကိုမသိသေးတာတိလား customer တယောက်ဆိုရင်ကျွန်တော်ကတဲ့အသားတွေမစားဘူးတဲ့အဲ့လိုမျိုးပြောရတယ်အသားတွေမစားရင်ကျမစီမှာ vegetable ရှိတယ်လို့ပြောတာဘာလဲတဲ့အဲ့ဒါဘာလဲတဲ့ကျမစီမှာ vegetable ပေါ့နော် vegetable roll ရှိတယ်ဆိုကျမယူလိုက်တာvegetable အချင်းကျမသိတယ်အဲ့ဒီ vegetable ကို vegetable လို့ခေါ်ရဲဆိုတော့အခုကျမတို့ vegetable လို့ပြောရင်သူတို့နားမလည်ဘူးနော်တကယ်ကိုနားမလည်တာ American တွေကလေ vegetable ဆိုရင်နားမလည်တော့ vegetable အဲ့ဒါကြောင့်လေ America လာရင်လေ English ကမတတ်လေရတယ်နော်သူတို့ကတဖြည်းဖြည်းချင်းသင်ပေးသွားတယ်နော်အဲ့ဒါကိုပြောပြချင်တယ်သူတို့တွေရောနင်တို့တွေရောအကုန်လုံးကတက်ပြီးသားရောက်လာကြလားကျမတို့ဘာမှမတက်ပဲရောက်လာအခုမှပဲ Mercedes နဲ့ vegetable နှစ်ခုပဲတည်သေးတယ်15နှစ်ရှိပြီအမေရိကရောက်လာအဲ့ဒါကိုပြောပြချင်တာနော်